ကိုသုံးနေတဲ့ဖုန်းကကမ္ဘာစစ်ပွဲတစ်ခုရဲ့အလဲမှာရှိနေရလို့ပြောရင်ရှုံးမလားအဲ့ဒီစစ်ပွဲမှာဘာတနတ်မှမရှိဘူးတင်ကားမရှိဘူးဒါပေမဲ့အရေးကြီးဆုံး weapon တစ်ခုရှိတယ် chip ခင်ဗျားသိလားတော့မသိဘူးဖုန်းတွေ laptop တွေ AI တွေအကုန်လုံးကို run စေတဲ့အဲ့ဒီ semiconductor chip ကလေးကအခုခေတ်မှာ power ကိုအဆုံးဖြတ်ပေးတဲ့အရာဖြစ်လာပါပြီဒါကြောင့်ပဲအမေရိကန်နဲ့တရုတ်ကြားမှာတိတ်တိတ်ကလေးတက်ကွာတစ်ခုဖြစ်နေပါတယ်အမေရိကန်ဘက်ကတရုတ်ကိုအပန်းချစ်မရအောင် export restriction တွေချထားပါတယ်ဘာဖြစ်လို့လဲတကယ်လို့ China ကအဲ့ဒီ technology ကိုရသွားရင် AI military economy အကုန်လုံးမှာအားသာသွားနိုင်လို့ပါတရုတ်ဘက်ကလည်းလက်မလွတ်ဘူးသူတို့ကကိုယ်ပိုင်ချစ် industry တစ်ခုတည်ဆောက်ဖို့အပြင်းထန်ကြိုးစားနေပါတယ်အဲ့ဒါဘာကိုပြောရလဲဆိုရင်နှစ်ဖက်စလုံးမှာဘယ်သူမှမရှုံးနေတဲ့ gain တွေကိုဝင်းနေကြတာပါပဲဒါပေမဲ့ဒီ story ထဲမှာအရေးကြီးဆုံးနေရာတစ်ခုရှိပါတယ်ထိုင်ဝမ်မှာဘာဖြစ်လို့ထိုင်ဝမ်လဲဆိုတော့ကမ္ဘာ advanced chip production ရဲ့အများစုကထိုင်ဝမ်မှာရှိနေတာပါဒါကြောင့်ထိုင်ဝမ်က technology war ရဲ့အသေးနှလုံးလိုဖြစ်နေပါတယ်အခုစဉ်းစားကြည့်ပါဒီ tech war ကကိုယ့်ရဲ့ဘွားနဲ့ပါဆိုင်လဲတကယ်တော့ဖုန်းဈေးတက်တာတွေလက်တော့ဈေးမြင့်တာတွေ AI service တွေဈေးပြောင်းသွားတာတွေဒါတွေကဒီ competition ရဲ့ effect တွေပါနောက်ဆုံးမှာတော့ဒီနေ့ကမ္ဘာမှာစစ်ပွဲဆိုတာကလက်နက်နဲ့ပဲမဟုတ်တော့ပါဘူး technology data AI ဒါတွေကအနာဂတ်ကိုဆုံးဖြတ်နေပါပြီဒါကြောင့်ကိုယ့်ရဲ့လက်ထဲကဖုန်းထဲမှာကမ္ဘာအင်အားကြီးနိုင်ငံနှစ်နိုင်ငံရဲ့ပြိုင်ပွဲတစ်ခုကတိတ်တိတ်ကလေးဖြစ်နေတာပါ